put him to sleep in the first two minutes. 25-minute war. UFC အင်ဖြူတော်ပွဲရဲ့ main event ဖြစ်တဲ့ Ilia Topuria နဲ့ Justin Gaethje တို့ရဲ့စကားစစ်ထိုးမှုကအဆင့်တစ်ခုကျော်သွားခဲ့ပါပြီ။တစ်ဖက်က Ilia Topuria က2မိနစ်အတွင်းအလဲထိုးမယ်လို့ကြေညာထားတယ်။တစ်ဖက်က Justin Gaethje ကတော့ပွဲက2မိနစ်နဲ့မပြီးဘူး25မိနစ်စစ်ပွဲဖြစ်မယ်လို့တုံ့ပြန်ထားပါတယ်။ဒါပြင်သူကအယူတယောက်ပဲဆိုတဲ့စကားတွေထိပြောခဲ့ကြပါတယ်။ဒီ interview ထဲမှာသူတို့နှစ်ယောက်ဘာတွေပြောခဲ့လဲကြည့်လိုက်ကြရအောင်ပါ။ interview အစပိုင်းမှာ Topuria ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီး Justin Gaethje ရဲ့ comment တွေအကြောင်းမေးတဲ့အခါ Ilia Topuria ကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ First of all, he said like that he wasn't meaning about the divorce. Then he said that he was joking. Whoever, I don't care. Honestly, you can take anything personal from my idiot. He's an idiot. ဒါပေမဲ့အကြီးမားဆုံးအချက်ကဒီနေရာမှာပါ Justin Gaethje ရှေ့တိုးလာမယ်ဆိုရင်ဘာဖြစ်မလဲဆိုတဲ့မေးခွန်းကို Ilia ကယုံကြည်မှုအပြည့်နဲ့ဖြေခဲ့ပါတယ် Listen, if he's going to try to move forward, we all know what's going to happen. I'm going to put him to sleep in the first two minutes. ဒါပေမဲ့ Justin Gaethje ကလည်း Ilia Topuria ရဲ့စကားကိုပြန်လဲတုံ့ပြန်ခဲ့ပါတယ် He heard that I was going to fight Paddy Pimblett. He said I had zero chance, and I definitely won that fight. Justin Gaethje က Ilia Topuria ရဲ့ mindset ကိုလည်းတတိပေးခဲ့ပြီးပွဲက Topuria ပြောသလို2မိနစ်နဲ့မပြီးဘူးဆိုရင်သူ့စိတ်ထဲမှာ PR တွေစတင်ဝင်လာမယ်လို့လည်းပြောခဲ့ပါတယ် We go to the second round. What's he gonna? How is he gonna justify that to himself? We go to the third round. He's bleeding. How is he gonna justify that to himself when? Justin Gaethje ကတော့ဒီပွဲကိုလုံးဝမတူတဲ့စိတ်ခံယူချက်ပြင်းထန်တဲ့စစ်တီတော်တယောက်အနေနဲ့တိုက်ခိုက်မယ်လို့ပြောသွားခဲ့ပါတယ် I expect 25-minute war, and I expect to have to dig deep and have to overcome a lot of adversity. And I'm ready. ကဲအားလုံးပဲတစ်ဖက်မှာတော့2မိနစ်အတွင်းပွဲပြီးမယ်လို့ယုံကြည်နေတဲ့ Ilia Topuria နဲ့နောက်ထပ်တစ်ဖက်မှာတော့25မိနစ်အပြည့်စစ်ပွဲအတွက်အသင့်ဖြစ်နေတဲ့ Justin Gaethje ဒါကစကားသက်သက်မဟုတ်တော့ပါဘူး UFC အင်ဖြူတော်ပွဲမှာတက်တည်တက်ရမယ့်အမှန်တရားတစ်ခုဖြစ်လာပါပြီဒီလို UFC ရဲ့အကြောင်းအရာတွေကိုအမြဲ update ကြည့်ချင်တဲ့ဆိုရင်ဒီ channel ကို like and subscribe လေးလုပ်ထားပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးထူပါ